မင်္ဂလာပါဒီနေ့မှာတော့ဖို့ကမုတ်ဖက်တုပ်စားမှာဖြစ်ပါရဲ့ပေါင်ပစ္စည်းအနေနဲ့ငါးပြုတ်ရဲ့ကြက်သွန်အဖြူရဲ့ငရုတ်သီးအနီထောင်းရဲ့ပြီးရင်ထောင်းပေးလိုက်ပါပြီးရင်တော့ဖို့ကရေနွေးဆူဆူတဲ့ကိုမုတ်ဖက်လေးကိုထည့်ပြုတ်ထားပါမယ်မုတ်ဖက်လေးစင်တင်ရပြီဆိုရင်တော့စပြီးတော့မှတုပ်လို့ရပြီပေါင်ပစ္စည်းအနေနဲ့ကော်ပီရဲ့ကျွတ်သွန်နီလေးရဲ့ကိုလည်းဖိုးအားထည့်လိုက်ပါတယ်ပြီးရင်တော့ထောင်းထားတဲ့ငရုတ်သီးလေးရဲ့ပြီးရင်တော့အထောင်းတွေမှာထည့်တဲ့ sauce လေးကိုလည်းဖိုးနည်းနည်းလေးသုံးပေးလိုက်ပါမယ်ငါးပြုတ်လေးကိုအယိုးသေးချာထွင်ပြီးတော့ထည့်ပေးလိုက်ပါမယ်ငရုတ်သီးကတော့ကိုလိုအပ်သလောက်စားနိုင်သလောက်ထည့်ပေါ့နော်ငရုတ်သီးဆက်လေးကြိုင်လဲငရုတ်သီးများများလေးထည့်ပြုတ်ပြီးတော့ထည့်လို့ရပါတယ်ပြုတ်လိုက်ရတဲ့အရည်ရွယ်ချက်ကတော့ဖို့ကဘိုက်နာမှာစိုးလို့ပေါ့နော်ပြီးရင်တော့ဖို့အကျက်မုတ်လေးနည်းနည်းလေးထည့်လိုက်တယ်ပြီးတမယာသီးလေးလည်းထည့်မယ်ပေါ့နော်ချင်ငံဆက်ဖြစ်တဲ့အတွက်ပြီးရင်အချိုမုတ်တွေငံပြာရည်တွေစားတွေဟာတော့ကိုလိုအပ်သလောက်ထည့်ပြီးရင်တော့နှံ့အောင်မှုေးပေးနှံ့အောင်နေပေးလိုက်ပါမယ်အနက်လေးကတော့ဖေးနေတာပဲနေနေတဲ့အချိန်မှနေကဆိုတော့ဖူကတော့စားလိုက်ပေါင်းမယ်တတ